ဆိုတော့ကျွန်တော်တို့ဒီနေ့တော့ list ကျွန်တော်တို့ lesson တစ်ခုပေါ့အတူတကွကျင့်လို့ရအောင်ပေါ့နော်ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော် tough note လေးချထားပေးမယ်ပေါ့နော်ဆိုတော့လိုက်ကျင့်လို့ရအောင်ညီကိုတွေပေါ့နော်ဒီလိုမျိုးပေါ့နော်နောက်တစ်ခုကပြန်နောက်တစ်ခုက left position ကြည့်ပေါ့နော်တုံးချောင်းပေါ့ပြီးရင်နောက်တစ်ခုကသုံးလုံးတွဲပေါ့နော်စသဖြင့်ဒီလိုဖြစ်မှာပေါ့နော်လိုက်ကျင့်ကြည့်ပါအားလုံးအဆင်ပြေပါစေ